တောက်တောက်မီရဲ့ရက်ကန်းနဲ့မကုံဆုံးတဲ့နှုတ်တခါတော့ကရွာလေးတယောက်မှာကိုရှိကြီးဆိုတဲ့မျိုးသားတယောက်နေထိုင်ပါတယ်။ကိုရှိကြီးဟာမိသားစုဘိုးဘွားဆင်ဆက်လက်ဆင့်ကမ်းလာတဲ့ရက်ကန်းကိုအလွန်နှစ်သက်သူတယောက်ပါ။မနက်မိုးလင်းတာနဲ့ရက်ကန်းရှိထိုင်ပြီးတောက်တောက်ခောက်ခောက်နဲ့တနေ့လုံးရက်ကန်းရက်နေတတ်ပါတယ်။အမလီနားကိုညည်းလာပြီ။တနေ့လုံးတောက်တောက်ခောက်ခောက်နေပဲ။စားတာလည်းမရှိတောက်တာလည်းမရှိရက်ကန်းတန်ကပဲနားထဲမှာအမြဲကြားနေရတယ်။ဒေါ်ဝတုတ်ကကိုရှိကြီးရက်ကန်းရက်နေရကိုမကြိုက်ပါဘူး။အကြောင်းကတော့ကိုရှိကြီးဟာရက်ကန်းကိုကျွမ်းကျင်စွာမရက်တတ်လို့ပါ။ကိုရှိကြီးဒီလိုပဲတစ်နေ့လုံးရက်ကန်းရက်နေပြီ။ဘယ်တော့မှအိမ်မှာအကျိုးရှိလာမှာလဲ။ဒီရက်ကန်းကိုရောင်းပြီးနှိုစားနွားတကောင်ဝဲလာပါလား။နွားနို့ရောင်းရင်အနည်းဆုံးဝင်ငွေလေးရလာမယ်လေ။ဘာပြောတယ်။ဒီရက်ကန်းဘိုးဘွားအမွေပါ။ဒီတိုင်းရောင်းပြရမှာလား။ဘိုးဘွားတွေကဒီရက်ကန်းနဲ့အသက်မွေးခဲ့ကြတာ။ကိုကတော့သူတို့လိုမကြွမ်းဘူးလေ။ရက်တာလဲအချိန်ကုန်ဝင်ငွေလည်းမရအောင်။ဒီနေ့ပဲရောင်းပြီးနွားတကောင်ဝဲလာခဲ့။မင်းကလည်းအမိတ်ပေးလိုက်ရင်မလုံပဲနေလို့ရမှာမဟုတ်တာ။နောက်ဆုံးတော့ကိုရှိကြီးလည်းဇနီးရဲ့စကားကိုနားထောင်ပြီးရက်ကန်းကိုရွာထဲကကုန်သည်တယောက်ထံရှောင်လိုက်ပါတယ်။ဒီမှာရက်ကန်းဖို့ငွေတွေဒေါ်ဝတုတ်ကတော့နှိုစားနွားကောင်းကောင်းတကောင်ဝဲလာခိုင်းထားတယ်။ဒီငွေတွေကိုတေချာယူထား။မနေ့ပြန်မက်လာမြန်အိမ်ဘက်ကနွားစည်းကိုသွား။အဲ့ဒီမှာငါ့အကိုမောင်တင်ဝင်းရှိတယ်။နွားကောင်းကောင်းရွေးဝယ်ပေးလိမ့်မယ်။မောင်တင်ဝင်းမဲ့ရွေးပေးရမှာလား။ငါကိုယ်တိုင်လည်းနွားရွေးတတ်ပါတယ်။တက်တယ်ဆိုလဲတက်တယ်လို့လုပ်ပါ။ဒါပေမဲ့ငွေကိုမဖြုံးနဲ့။နောက်တနေ့မနေ့စောစောမှာကိုရှိကြီးဟာရက်ကန်းရောင်းလို့ရတဲ့ငွေတွေရှို့ပြီးနွားစည်းဘက်ကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့ကိုရှိကြီးမှာလူတိုင်းမသိတဲ့အကျင့်ဆိုတစ်ခုရှိပါတယ်။ညာဘက်ဆိုရင်အရန်ကြောက်တတ်တာအမောင်ကျသွားရင်ဘယ်နေရာမှာရှိနေတယ်မသိရောပဲစိုးရိမ်တတ်ပါတယ်။အိုးနေဝင်တော့မယ်။အခုမှဈေးဥတော်မရောက်သေးဘူး။ညကြရင်ဘယ်လိုပြန်ရမလဲ။အဲ့ဒီအချိန်မှာပဲအဝေးကနေနွားအတန်တကူကြားလိုက်ရပါတယ်။ဟမ်ဒီအတန်ကမက်လက်မြိုင်တို့အိမ်ကနမအတန်နဲ့တူးလိုက်တာ။ဒီနွားကငါ့ကိုလမ်းပြပေးနိုင်မလားမသိဘူး။ကိုရှိကြီးဟာနွားနောက်ကနေလိုက်လာရင်မက်လာမြိုင်တို့အိမ်ကနွားတင်းကုတ်တွေကိုမတော်တဆဝင်သွားခဲ့ပါတယ်။အေးဒီမှာတော့နွားတွေရှိရဲ့။နွားကောင်းကောင်းဆိုဘယ်လိုမျိုးလဲစမ်းကြည့်ရမယ်။ကိုရှိကြီးဟာနွားတကောင်ရဲ့ကြိုးကိုကင်ကြည့်နေရောမောင်တင်ဝင်းကတင်းကုတ်တွေကိုဝင်လာပါတယ်။ဟေးဘာတူလဲ။နွားတင်းကုတ်တွေဘာလုပ်နေရလဲ။ဟာမောင်တင်ဝင်းလားငါပါကွ။မင်းအမနွားဝယ်ဖို့ငါ့ကိုလွှတ်လိုက်တာ။အဲ့ဒါဆိုအိမ်ထဲဝင်လေ။ဘာလို့နွားတင်းကုတ်ထဲမှာနေသေးရလဲ။ငါကနွားတွေကောင်းမကောင်းလာစမ်းကြည့်ရပါ။အိုးတားရီမင်းယောက်ကမှရောက်လာပြီဆိုတာငါမသိဘူး။အိမ်ထဲဝင်လာဒီနေ့ထမင်းကောင်းကောင်းကျွေးမယ်။ကိုရှိကြီးလည်းအိမ်ထဲဝင်လာဖို့လုပ်ပါတယ်။ဒါပေမဲ့အိမ်ဝင်းထဲမှာရေပြည့်နေတဲ့ဘုံတဘုံကိုမမြင်လိုက်ပဲနဲ့ခြေထောက်နဲ့တိုက်မိသွားတယ်။အမလီဘာဖြစ်တာလဲရောက်ခမ။ဘာမှမဖြစ်ဘူး။လက်မျက်နှာစီမလို့ရေပုံးကိုတိုက်မိရပါ။လက်မျက်နှာစီကနေအဝိတွေအကုန်ရွှဲကုန်ပြီလား။ကဲအဲ့ဒါတွေထားလိုက်ပါ။ဒီမှာအဝိသစ်ရှိရဲ့အရှင်လဲလိုက်။အဝိသစ်လဲပြီးနောက်ကိုရှိကြီးဟာမလာမြိုင်ချက်ကြွေးထားတဲ့ထမင်းဝိုင်းမှာဝင်ထိုင်နေဟင်းမျိုးစုံမုံမျိုးစုံနဲ့အရန်စီကားတဲ့ညစာဖြစ်ပါတယ်။အိုးဒီမုံကအရန်စားလို့ကောင်းတာပဲ။နူးညံ့ပြီးချိုလဲချိုတယ်။ကြိုက်တယ်ဆိုထက်စားအောင်လေဒီမှာတို့ထမင်းလဲရှိရဲ့။မလာမြိုင်ကကိုရှိကြီးကိုစားကြရီထက်ထည့်ပေးနေရဲ့။အဲ့ဒီချိန်မှာပဲဘေးရပကံတလုံးကနေအတန်တစ်ချက်ထွက်လာပါတယ်။ဟမ်ဘာအတန်လဲ။အမောင်ထဲမှာအဲ့ဒီတန်ကိုကြားလိုက်ရတဲ့ကိုရှိကြီးကကြောင်တကောင်ဝင်လာတယ်လို့ထင်သွားတယ်။ကြောင်လားအမလေးငါခေါင်းအမေဘာဖြစ်တာလဲ။မင်းရောက်ခမငါ့ကိုရိုက်လိုက်တာဟဲ့။ဘာရောက်ခမအမေဘာလို့ရိုက်တာလဲ။မဟုတ်ဘူးမောင်တင်ဝင်ငါကကြောင်ထင်လို့ပါ။ကြောင်ထင်ပြီးတော့လူကိုရိုက်ရသလား။ခုတစ်ချိန်အိမ်ကထွက်သွား။မင်းယုံပါကွာတကယ်တော့ငါမယူရပါဘူး။မယူရတာကိုမသိဘူးအခုထွက်။ကိုရှိကြီးလည်းအလွန်ကြောက်သွားပြီးအိမ်ကနေထွက်ပြေးပါတော့တယ်။အမလေးငါဘွားတော့ပြက်ပြီ။ဘယ်ကိုပြေးရမလဲ။အိမ်ပြန်လို့လည်းမရတော့ဘူး။ပြေးရင်ပြေးနဲ့ကိုရှိကြီးဟာလူသူမရှိတဲ့တောနယ်ကြီးတွေကိုရှောက်သွားပါတယ်။အမလေးတောကြီးတဲ့တော့ရောက်လာပြီ။မနဲ့မိုးလေးနဲ့ထိဒီတစ်ပင်အောက်မှာပဲထိုင်နေတော့မယ်။ကိုရှိကြီးမသိခဲ့တာတခုကသူထိုင်နေတဲ့တစ်ပင်ကြီးပေါ်မှာ
ထူးဆန်းတဲ့တရဝါတကောင်ထိုင်နေခြင်းပါပဲဟေးလူသားဘာလို့ငါတစ်ပင်အောင်မှလာထိုင်နေရလဲအမလေးဘာတူလဲငါတစ်ပင်မာနေရဲ့ဘလူးကြီးပါမစားပါနဲ့ဗျာကျွန်တော်မှငွေမရှိတော့ဘူးရက်ကန်းအောင်ရောင်းပြီးပြီမင်းကိုမစားပါဘူးမင်းဘာလို့ကျင်လဲပြောတကယ်လားတကယ်ပါမင်းလိုချင်တာကိုပြောကျွန်တော်ကနိုစားနွားကောင်းကောင်းတကောင်လိုချင်တာနိုအများကြီးထွက်ပြီးအမြဲနိုးရနိုင်တိတ်ကောင်းပါပဲအဲ့ဒါပဲလားအဲ့ဒါပဲဒါဆိုဒီနွားကိုသွားယူဒီနွားကနို့ကုံသွားတယ်ဆိုတာမရှိဘူးဒါပေမဲ့မင်းအိမ်ရောက်တဲ့အထိဘယ်သူ့ကိုမှမပြောရဘူးတကယ်ပဲလားကျေးဇူးတင်ပါတယ်ဘလူးကြီးရေဘလူးကြီးပေးလိုက်တဲ့နမကိုခေါ်ပြီးကိုရှေကြီးဟာအိမ်ပြန်လာခဲ့ပါတယ်ကိုရှေကြီးရေကိုရှေကြီးဒီမှာပါဟေးအိုးနွားပါလာပြီနွားကောင်းရဲ့လားကောင်းတာမှအရန်ကောင်းဒီနွားကနို့အများကြီးထွက်တယ်ကိုရှေကြီးနဲ့ဒေါ်ဝါတုတ်တို့နွားကိုနိုးညှိကြည့်လိုက်တဲ့အခါအံ့ဩစရာကောင်းတာကိုတွေ့လိုက်ရတယ်ဟဲနွားကမကုံဟာငါပြောတာပဲဒီနွားကထူးကြတယ်လို့ဒီနို့တွေရောင်းရင်ငါတို့ချမ်းသာတော့မယ်အိမ်တွေကစားပြီးကိုရှေကြီးကိုလင်းမရဟာနွားနို့တွေကိုစုဆောင်ပြီးရွာထဲမှာရောင်းမာတော့တယ်မကြခင်မှာပဲနို့အရန်ကောင်းတဲ့အတွက်ကြောင့်ဖောက်တယ်တွေများလာတယ်ကိုရှေကြီးရေမင်းတို့ကအရန်လက်ဆက်တယ်ငါနို့ကုမ္ပဏီကိုနေတိုင်းပို့ပေးနိုင်မလားပို့ပေးနိုင်တာပေါ့ဘယ်လောက်လိုချင်လဲပြောနေတိုင်းနို့အပြည့်နဲ့ကားတစ်စီးသာလာယူမယ်ရတယ်လေဒါပေမဲ့ငွေတော့အချိန်မှန်ပေးနော်အဲ့ဒါကတော့စိတ်ချပါဒီမှာကြိုတင်ငွေလဲထားခဲ့မယ်ဒီလိုနဲ့ကိုရှေကြီးတို့မိသားစုဟာတနေ့တက်တနေ့ပုံမိုအဆင်ပြေလာတယ်ကိုရှေကြီးရေအခုတော့ငါတို့အချိန်ကြီးကတော်တော်ကောင်းလာပြီနော်မင်းပြောတာမှန်တယ်ဒါပေမဲ့တခုတော့ရှိရဲ့ဘာလဲမင်းရဲ့ရက်ကန်ကိုပြန်ဝယ်ထားတဲ့နေဘာလို့လဲအဲ့ဒါကဘိုးဘွားအမွေနောက်ပြီးမင်းအရင်ကြိုက်တဲ့အရာလဲဟုတ်တယ်အခုစားဝိနေကအဆင်ပြေပြီဆိုတော့မင်းကြိုက်တာကိုပြန်လုပ်လို့ရပြီမင်းကတကယ်လိမ်မာတဲ့မိန်းမပဲဟုတ်တယ်မနေ့ပြန်ပဲရက်ကန်ကိုပြန်ဝယ်မယ်နောက်တစ်နေ့မှာကိုရှေကြီးဟာသူ့ရောင်းခဲ့တဲ့ရက်ကန်ကိုပြန်ဝယ်လာခဲ့ပါတယ်ဟေးအရင်တုန်းကတော့ဒီတန်ကိုကြားရင်စိတ်ညစ်တယ်အခုတော့နားထောင်လို့ကောင်းသားပဲအခုတော့ဒီရက်ကန်ကဝင်ငွေတက်မဟုတ်တော့ဘူးငါဝါသနာအတွေ့ရက်တာဟုတ်တယ်လူတယောက်ကကိုယ်ဝါသနာပါတာကိုလုံနိုင်ဖို့ဆိုတာလဲကံကောင်းတာပဲဒီလိုနဲ့ကိုရှေကြီးဟာနိုရောင်းအလုံးနဲ့မိသားစုစားဝတ်နေရေးကိုဖြည့်ဆည်းပြီးရက်ကန်ကိုလည်းဝါသနာအဖြစ်ဆက်လက်လုပ်ကိုင်ခဲ့တယ်ဒီဇလန်းကနေတင်ငန်းစာယူရမှာကတော့ကိုမကြမ်းကျင်သေးတဲ့အရာကိုအတင်းကျပ်စုပ်ကင်ထားတာတဲ့ကိုဘဝအတွက်တင့်တော်တဲ့နီလန်းကိုရှာဖွေတင်ပါတယ်ဒါပေမဲ့ကိုတန်မိုးထားတဲ့အမွေအနှစ်နဲ့ဝါသနာကိုလည်းမမေ့သင့်ပါဘူးအခက်အခဲတစ်ခုကြုံလာတိုင်းလမ်းဆုံးပြီလို့မထင်ပဲနီလန်းအသစ်တစ်ခုကိုရှာဖွေလိုက်မယ်ဆိုရင်မမျော်လင့်ထားတဲ့အခွင့်အရေးကောင်းတွေရလာနိုင်ပါတယ်ဒီလိုနဲ့ကိုရှေကြီးတို့ရဲ့ဘဝလေးဟာနိုးနံ့တင်ရက်ကန်တန်တောက်တောက်ခောက်ခောက်တွေနဲ့ပျော်ရွှင်စွာနဲ့ဆက်လက်ဖြတ်သန်းသွားပါတော့တယ်ရှင်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့တောက်တောက်မြည်တဲ့ရက်ကန်နဲ့မကုံဆုံးတဲ့နို့ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးပါပြီကေပုံမြင့် channel လေးကို like လေးနှိပ်ပြီးတော့ comment လေးရှင်းနဲ့အားပေးခဲ့ပါအောင်နော် subscribe လေးမနှိပ်ရသေးဘူးဆိုရင်တော့နှိပ်ပေးကြပါအောင်ရှင်အဆုံးထိကြည့်ရှုနားဆင်ပြီးလို့ကျေးဇူးအထူးပဲတင်ပါတယ်ကျမ်းမာချမ်းသာပေးကင်ကြပါစေရှင် Welcome to KK Channel